နောက်ရှက်မရှိပါကဝရပိများကတကြိမ်ထဲမှာပဲရေ8လီတာလောက်ကိုတောက်သုံးနိုင်ပါတယ်သူတို့ရဲ့ယုံကြည်မှုတွေတိုးတက်လာပါတယ်သူတို့ကရေမျက်နှာပြင်အောက်မှာဘာတွေရှိနေလဲဆိုတော့ကိုမသိကြပါဘူးတောနွားအောက်ကဇဝေဇဝါဖြစ်နေပါတယ်တချို့ကမိကြောက်ကိုတခါမှမမြင်ဘူးကြပါဘူးထိတ်လန့်စရာတွေဖြစ်နေတဲ့အချိန်မှာတော့ဘာတွေဖြစ်နေလဲဆိုတော့ကိုမသိကြပါဘူးဒါကပထမဆုံးတိုက်ခိုက်မှုပါစာလောင်ကြားနာနဲ့မိကြောင်အကောင်300ဟာမြစ်ထဲမှာနေထိုင်ကျက်စားနေကြပါတယ်ဝတ္တပိတွေကမိကြောင်တွေနဲ့အခြားသားကောင်တွေနဲ့တုတ်ပြမှုတွေမတူညီကြပါဘူးအရွယ်ရောက်ပြီးသားတွေတောင်သူတို့မှာဘလောက်အန္တရာယ်များလဲဆိုတာကိုသတိမထားမိကြပါဘူးတောနွားတွေကရင်ငှက်ပြစ်ခြင်းနဲ့ဆန္ဒရှိကြတယ်အဲ့ဒါကပဲကြောက်ရွံ့စိတ်တွေကိုဖုံးလွှမ်းသွားတယ်မိကြောင်တွေကသူတို့ပလင်မှာအော်စရာကောင်းတော့အောင်လွယ်ကူစွာလှုပ်ရှားနိုင်ပါတယ်သူတို့ကညံ့ရထင်နေကြတယ်မုတ်ဆိုးတွေကသူတို့ရဲ့တိုက်ခိုက်မှုကိုတိကျစွာစီစဉ်ကြတယ်တိုက်ခိုက်မှုကအချိန်မရွေးဖြစ်သွားနိုင်ပါတယ်တိုက်ခိုက်မှုတွေရှိနေပေမဲ့မိခင်နွားမနဲ့နွားလေးကတော့အသက်ရှည်ကြံရည်ခဲ့ပါတယ်သူတို့တွေကလွင်ပြင်မုံတို့တိုးဝိတ်ကထွက်ပြေးသွားကြတယ်မြောက်ဝင်တဲ့အတွက်တော့ပွဲကြီးပြိတ္တာအတွက်အားကစားတစ်ခုလိုပါပဲသူတို့အတွက်စူးစမ်းစရာတစ်ခုလိုပေါ့မိကြောင်တွေကတားကုတ်ကိုအနိုင်ယူဖို့အချိန်နှဲငယ်ကြာနိုင်ပေမဲ့မိကြောင်တွေကပူပေါင်းဆောင်ရွက်မှုတွေလုပ်ကြတယ်သူတို့တွေကအတူတကွလှုပ်ဆောင်ကြတယ်တင်မီမိကြောင်ကတားကောင်ကိုလှုပ်ဆောင်နေရင်အချိန်ချင်းတိုက်ခိုက်နေကြပါတယ်ကျေးဇူးတူရတဲ့တဲ့ကိုလည်းကျေးဇူးတူတူရှိပါတယ်like and subscribe လေးလုပ်ပေးကြပါအောင်နော်